တော့ဘယ်သူမှပြန်နိုင်ကိုရောပြောတဲ့စကားတွေကြားရတိုင်းဖြစ်လာသူတို့ဒီအိုးဖွယ်ဖြစ်နောက်တစ်ခါကိုရောပြတဲ့စကားတွေဘယ်သူမှပိတ်နိုင်ကိုရောပိတ်တဲ့စကားတွေဘယ်သူမှဖွင့်နိုင်ကိုရောဒီအိုးဖွယ်ဖြစ်ပြီးရမယ်ကိုရောပိတ်တဲ့ကတိတော့ဘယ်သူမှပြန်နိုင်ကိုရောပြောတဲ့စကားတွေရရတိုင်းဖြစ်လာကိုရောဒီအိုးဖွယ်ဖြစ်ကိုရောတဲ့တော့သူရှိပါကိုရောတဲ့တော့သူရှိပါဘာဆက်ဆဲအမေဘာဆက်ဆဲဆိုစမ်းပြီးဘာဆက်ဆဲတောက်တာပြီးကိုရောရှိမှရှာသူရဲ့နိုင်ဘာလဲကိုရောပဲမှရှာသူရဲ့နိုင်စားရဘူးဘာဆက်ဆဲဆိုစမ်းပြီးဘာဆက်ဆဲတောက်တာပြီးကိုရောရှိမှရှာသူရဲ့နိုင်ဘူးကိုရောပဲမှရှာသူရဲ့နိုင်စားရဘူးဘာဆက်ဆဲဘာချီစေ Hallelujah.
ya alo the king ya champiti by sign chat mya you mong che ma to know I should know do ya ya alo the king ya champiti chizu dine guro I sign chat mya not to call we mong che ma to know I should know do Shaya alo, the king can't have you the amen. By sign tag me another call. Hey, we won't tell my. She know I should know do just the dinner. Shaya alo, the king can't have you the. Shaya Guru Chanda Shaya Guru Bante Bepisi Bame Chino Se Kana Wini Shishi Damya Guru Chanda Shaya Guru Bante Bepisi Bayaya Shaya Guru Tema Shaya Guru Chanda Shaya Guru Bante to know say can I win yame she should have done Guru Chanda Shaya Guru Bante kiss me Shaya Guru Chanda Shaya Guru Bante Bepisi Sano se Kana Wini Shishi Damya Guru Chanda Shaya Guru Bante Bepisi Shaya Guru Tema Shaya Guru Chanda Shaya Guru Bante Bepisi Amen. Hallelujah. Say Kana Wini Shishi Damya Guru Chanda
တော်တဲ့ကျွန်တော်ရှိနေခြင်းသခင်မျက်နှာတော်ကျွန်တော်ပူမျောခြင်းရာရာကိုရောချောင်းဖြစ်လာသည်ကိုရောချောင်းသက်ရှင်သည်တကယ်ပါကိုရောဖို့ဖြစ်လာသည်ကိုရောအားဖြင့်သာကိုရောချောင်းတော်ကျွန်တော်ဘွားကိုရောချောင်းတော်ကျွန်တော်တက်တာရောက်ခုချိန်ကြီးတဲ့ချစ်များဆိုလိုက်ရအဖာကိုရောချောင်းတော်ကျွန်တော်ဘွားကိုရောချောင်းတော်ကျွန်တော်တက်တာရောက်ခုချိန်ကြီးချစ်မကိုကွယ်ရကိုရောချောင်းကိုရောချောင်းကျွန်တော်ရဲ့ဘဝပြမောက်တော်တဲ့ကျွန်တော်ရှိနေခြင်းသခင်မျက်နှာတော်ကျွန်တော်ပူမျောခြင်းရှာရာကိုရောချောင်းဖြစ်လာသည်အာမင်ကိုရောချောင်းတဲ့ရှင်သည်တကယ်ပါကိုရောဖြစ်လာသည်အာမင်ကိုရောအားဖြင့်သာမင်
ချိန်ထိတချစ်များဆိုနိုင်ရာအဖကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိချစ်ကိုကွယ်ရပါအဖကိုရောကြောင့်တော့ကျွန်တော်ဘဝမေကိုရောကြောင့်တော့ကျွန်တော်တချစ်များဆိုနိုင်အဖကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိတချစ်များဆိုနိုင်ရပါအဖကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိတချစ်များဆိုနိုင်ရအဖကိုရောကြောင့်တော့ကျွန်တော်ဘဝမေကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိချစ်မကိုကွယ်ရကိုရောကြောင့်တော့မေကြောင့်လို့အဖကိုရောကြောင့်လို့ကျွန်တော်ဘဝကိုရောကြောင့်ဖို့ကျွန်တော်တရားယခုချိန်ထိတချစ်များဆိုနိုင်ရပါကျွန်တော်ဘဝကိုရောကြောင့်ဖို့ကျွန်တော်တရားယခုချိန်ထိချစ်မွန်ကိုကွယ်တခါဖာကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိတချစ်များဆိုနိုင်ရတော့တကားအဖကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားယခုချိန်ထိချစ်မွန်ကိုကွယ်အဖကိုရောကြောင့်တော့ကျွန်တော်ဘဝကိုရောကြောင့်တော့ကျွန်တော်တရားကိုရောကြောင့်တော့တချစ်များဆိုနိုင်အဖကိုရောကြောင့်တော့ကျွန်တော်ချစ်သူတင်ကိုရောကျွန်တော်တရားယခုချိန်ထိချစ်မွန်ကိုကွယ်ကိုရောကြောင့်ကျွန်တော်ရဲ့သက်ရှင်ခြင်းကျွန်တော်ရဲ့သက်ရှင်ခြင်းကိုရောအားဖြင့်သာမေကျွန်တော်ရဲ့ပြောင်းမှခြင်းကိုရောခြင်း
ကိုရောချေစုကြောင့်သာအဖကိုရောကြောင့်တော့ကျွန်တော်ဘွာကိုရောကြောင့်ဘောကျွန်တော်တတာယခုချိန်ထိတချစ်များဆိုနိုင်ရမယ်အဖကိုရောကြောင့်တော့ကျွန်တော်ဘွာမယ်ကိုရောကြောင့်ဘောကျွန်တော်တတာယခုချိန်ထိချစ်မကိုကွယ်ရကိုရောကြောင့်တော့Ciao, no. Hallelujah, hallelujah. Oh, amen. Oh, ya lo te cura con Gesù di ne. Oh, cura per la chiama se ne cura con Gesù di ne. Hallelujah, oh hallelujah, hallelujah. Oh Jesus dine kuro pire chama chende kuro ku Jesus dine kuro. Oh kuro pire tete kuro ku Jesus dine. Oh pa kuro chang no chno. Kuro chang no. Yaku chendi leshinayna. Kuro chang no amen. Hallelujah. Oh, Kuro Jesus dine dikne chimon kugoi chelema. Oh, tatamiro ne tupa shia to jam Kuro ku Jesus dine. Oh, Kuro pire te to Kuro ku Jesus dine. Oh, chimon chai de pia. Oh, kugoi chai de pia Kuro ku chimon kwanya de to jam Kuro ku Jesus dine. Oh, hallelujah. Tan shin to wi no pha pia Kuro ku Jesus di mare. Inya ma tatamiro ne twe tatamiro ne tupa shia to jam Kuro ku Jesus di mare pha. ကျန်ရှိနေတဲ့ချိန်နာရေလုံးစုံတော့မှလည်းတာသမီတို့နဲ့ဆက်လက်တူပါရှိတော်မူပါတန်ရှင်တော်ဝိညာဉ်တော်ကိုခေါ်ဖိတ်ပါရအဖယေရှုကျန်ရှိနေတဲ့ချိန်နာရေလုံးစုံကိုကိုရောတဲ့ချက်အနန္တခါမှာသခင်ယေရှုနာမကိုအမိပြုတ်လက်ဆုတောင်းစက္ကန့်နံပါတ်ဖဖျားသခင်အာမင် Hallelujah. Hallelujah. Along go, Yeshu Namana at the Pampiale Josovare. Along my mouth Kansaya Melo Yongie. Amen. Amen. Passion and Yamato Teko Circle, and Shino winging on it to worship a pet Damiago, like how Dibio Gombujaya. Amen. Amen. So tomorrow, Bona. Okay. ဖះရှင်ရဲ့ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်နော်အရာခတ်တဲ့ကိုပိုင်ဆိုင်ထားတဲ့ဖះရှင်ကိုကျမတို့တည်ကျွမ်းခွင့်ရတယ်ကျမတို့အင်မတန်မှဟာလေလုယာ Okay ဖះရှင်ကောင်းမြတ်တယ်နော်Okay, ကျွန်တော်ဖျားရှင်ကောင်းမြတ်ခြင်းကိုကြွေးကြော်ရအောင်ဖျားရှင်ကောင်းမြတ်တယ်ကြွေးကြော်ရအောင်နော်တေနဲ့တ
ဖယားရှင်ကောင်းမြတ်ပါတယ်ဖယားရှင်ကောင်းမြတ်ပါတယ်ဖယားရှင်ကောင်းမြတ်ပါတယ်အာမင်ဟာလေလုယာโอเคကျွန်တော်တို့အစီအစဉ်ဆက်ပြီးတော့တွားရအောင်ဒီနေ့ဒီနေရာမှာမြန်မာအစီအစဉ်မှာပေါ့နော်ပထမဆုံးလာရောက်ပါဝင်တာပါလို့ရှိရသူတွေရှိခဲ့တယ်ဆိုလို့ရှိရင်ကျေးဇူးပြုပြီးလက်ထောင်ပေးလို့ရမလားမသိဘူးကျွန်တော်တို့နှွေးထွေးဆိုကြိုဆိုချင်တာဖြစ်တယ်โอเคဒီမှာညီကိုတယောက်ရှိတယ်နော်အော်ဟိုမှာလဲဆရာမတယောက်တွေ့ရတယ်โอเคကျေးဇူးပြုပြီးမတည့်ရပေးလို့ရမလားမသိဘူးကျွန်တော်တို့ကြိုဆိုချင်ပါတယ်လက်ခုပ်တူပြโอเคကျေးဇူးတင်ပါတယ်နော်လာရောက်ပါဝင်ပေးလို့အခုဒီတစ်ခေါက်လာရောက်တဲ့ဧည့်သည်နေနဲ့လာပါဝင်ပေးမယ်နောက်တစ်ပတ်ကြာလို့ရှင်အိမ်ရှင်ဖြစ်သွားပြီနော်ကျေးဇူးတင်ပါတယ်ပြန်ထိုင်ပေးလို့ရပါပြီအခုဒီနေ့ကျမတို့ကိုနှုတ်ကပတ်တော်ဝင်ငါပေးမဲ့ဆရာမတင်ခက်ကိုလည်းကြိုဆိုချင်တာဖြစ်တယ်ဆရာမကျေးဇူးပြုမတည့်ရပေးပါโอเคကျေးဇူးတင်ပါတယ်ပြန်ထိုင်လို့ရပါပြီဆိုတော့โอเคကျွန်တော်တို့ဆက်လက်ပြီးအစီအစဉ်တွေတွားရအောင်ဖခင်ရှင်ရဲ့နိုင်ငံတော်ထဲမှာပါဝင်ကြရအောင်နော်ကျွန်တော်တို့လူငယ်ဆက်ကပ်ပေးဖို့ဆရာထောင်သားနဲ့အလူငယ်ကောက်ခံပေးမဲ့အာရှတင်းတွေကိုယေရှုနာမ၌ဖိတ်ခေါ်တယ်အလူငယ်ဆက်ကပ်နေတဲ့အလူငယ်ကောက်ခံနေတဲ့ချိန်မှာဂုဏ်တော်ချီးမွမ်းပေးဖို့ဆရာမုံလက်ကိုယေရှုနာမ၌ဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်တို့အကောင်းဆုံးကိုရိုဒီလောက်နဲ့ကိုရိုကိုချစ်တယ်နော်ဆိုပြီးတော့ကျွန်တော်ကိုရိုကိုချစ်ကြောင်းပြရအောင်နော်ဆုတောင်းရအောင်အဖကိုရိုကိုကျေးဇူးတင်တယ်ကိုရိုကိုဝပြုကိုကိုချင်းမှာကိုရိုဘုံတော်တဲ့ကိုရိုရဲ့ကိုရိုပေးတနာတော်မူသောကောင်းချီးများထဲမှာအကောင်းဆုံးသောငွေပမာဏကိုရိုပြန်လေပြီးတော့ပေးကမ်းမှာဖြစ်ပါတယ်ဖကျွန်တော်တို့အသက်တာမှာမတူညီတော့ကိုရိုရဲ့ဗိတ်သိချင်းကိုရိုရဲ့အတူပါစီချင်းကိုအရောက်စီတိုင်းပေါ်မှာကိုရိုတယောက်စေပါဒါတွေမကပဲဒီအလူငွေများကိုကိုရိုတုံးပြတဲ့ခါမှာလဲကိုရိုရဲ့ဘုံတော်တင်ရှားဖို့တော်လကောင်ကိုရိုရဲ့ချစ်ချင်းမေတ္တာတီးစေဖို့ရန်အတွက်ကိုရိုအတုံးပြုပေးပါဖဒါတွေမကပဲကိုရိုကျွန်တော်အလုတ်ကိုက်ပေါ်မှာမျက်နှာตาရချင်းကိုရိုဗိတ်သိရချင်းအရောက်စီတိုင်းဖြစ်စေပါဒီလူငွေများကိုကိုရိုလက်တော်ထဲမှာအနန္တောတပါတိတော်သားတော်ယေရှုနာမဖြစ်စုတောင်းစကနာမတဲ့ဖဖျားရှင်အာမင်ဟာလေလုယာကျွန်တော်ဂုဏ်တော်ချီးမွမ်းခင်တက်တဲ့အနေနဲ့ခံချင်တယ်ဘာလဲဆိုတော့ခုတလို့စဉ်းစားနေကျွန်တော်စဉ်းစားနေတာလေးဟိုကကျွန်တော်ကလူတွေကပေါ့နော်ကျွန်တော်ကောင်းတာလုပ်နိုင်တဲ့ခါပေါ့ပြီးမှနည်းနည်းကျွန်တော်နည်းနည်းကောင်းတယ်ဆိုရင်ဖခင်ရဲ့ချစ်ချင်းမြတ်တယ်ကျွန်တော်ပုံမှာပို့ပြီးမှလုံလောက်တယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်မကောင်းနိုင်တဲ့ခါမှာဖခင်ကကျွန်တော်တို့မချစ်ဖခင်ရဲ့ချစ်ချင်းမြတ်တာကကျွန်တော်တို့မလုံလောက်တယ်လို့ခံစားတဲ့အချိန်ရှိတယ်ဒါပေမဲ့ကျွန်တော်ခုတလို့ခံစားနေရတာကျွန်တော်တို့ကောင်းမကောင်းပေါ့နော်ကျွန်တော်ကောင်းတော်လဲမကောင်းတော်လဲဖခင်ရဲ့ချစ်ချင်းမြတ်တာတော့ကျွန်တော်တို့အမြဲတမ်းလုံလောက်နေတယ်ဆိုတာကျွန်တော်ခုတလို့အရန်ခံစားရတယ်။ဒါကြောင့်မလို့ကျွန်တော်ကိုရောရှင်နာဆိုတဲ့ချင်းလေးနဲ့ဖျားရှင်ကိုချီးမွမ်းချင်ပါတယ်။ကျွန်တော်ပြရှိစင်ပင်ကျွန်တော်အားနဲ့စင်ပင်တခင်ရဲ့ဂျေဇုကျွန်တော်တို့လုံလောက်ခဲ့one day angel lanza piao ne jay kai ma zong le done jno aswe today me one day she simple jno aywe che du the key chica jno ko ye yin seတွေ့နေရွေကယူဖြောင်းမခဲစေသူ
ကိုတော်ကောင်းမြတ်ပါတယ်ကောင်းမြတ်လုံးပါတယ်ကိုတော်ရှင်နာကိုတော်တံပါလုံးကြုံစေပြီနှွေးထွေးစေပြီဘာဆိုဘာမှမပေါ်ပင်တော့ဘူးလိုအင်တွေကသခင်ချစ်တဲ့ခုတဲ့ wonder she's in pain to know I chedu the key chica to know go yen say I doing a you got you piao ma ke se du go do cao mye pare cao mye lom pare Goro Shina Goro Tamba Lone Joe Navy Nui Tui Zebi Bazo Bama Mapo Bendo Boo Lo Indriga The Kinchi the Kure Goro Shina Goro Tampa Lone Joe Navy Mien Nui Tui Zebi Bazo Bama Lone Mama Bo Bendo Boo Lo Indriga The Kinchi the Kude Soul and Zabi To Mien Mount Dore Chinsi Den Pyashin Count to be Base ကျမတို့ရဲ့ music director ဆောင်းမုံလက်ဖြစ်တယ် music director music ပဲညှိတက်တယ်ဒီလိုမျိုးလုပ်တတ်တယ်ထင်တာအဆိုလဲတော်တယ်နော်ဖျက်ရှင်သားရွေးကောင်းကြည့်ပေးပါစေဖျက်ရှင်သားရွေးဆက်လက်ပြီးတော့အသုံးပြုပါစေအလူငယ်ထဲဝင်ပါဝင်ကြတဲ့တသမီးရောက်ချင်းစီတိုင်းဖျက်ရှင်ကောင်းကြည့်ပေးပါစေဆိုတော့ကျမခုနပြောချင်တဲ့စကားအခုပြန်ပြောမယ်နော်နည်းနည်းကျမပြောချင်တဲ့စကားတစ်ခါကြလို့ရှိရင်ကျမတို့ကကောင်းကြည့်တွေဘဝမှာလေအရန်စင်ပြေနေတဲ့အခါကြလို့ရှိရင်လေဘယ်လိုပြောမလဲဖြစ်ရိုးဖြစ်စင်တာဖြစ်လေးဖြစ်ထပဲဆိုပြီးတော့လေအဲ့လိုမျိုးအဲ့ဒီ flow နဲ့သွားတတ်တယ်နော်။အော်ဒါဖြစ်ရမယ့်ဟာပဲဒါသဘာဝပဲပုံမှန်ပဲ normal ပဲဆိုပြီးတော့ဖြစ်တတ်တယ်။ဒါပေမဲ့ဒုက္ခဆင်းရဲတစ်ခုခုခက်ခဲတာကြုံတွေ့ပြန်လို့ရှိရင်ဟာကိုရောဘာဖြစ်တာလဲအဲ့လိုမျိုးဘယ်လိုပြောမလဲကျမတို့လူဆိုတာစိတ်တဲ့အတက်အကျအယမ်းမြန်တဲ့သူတွေဖြစ်တယ်နော်။ကောင်းရင်လည်းကောင်းလို့ဆိုးရင်လည်းဆိုးလို့အဲ့လိုမျိုးဖြစ်တယ်။ဒါပေမဲ့အဲ့လိုကျမတို့ကအဲ့လိုမျိုးစိတ်ဖြစ်ပေမဲ့လေဖယားရှင်အမြဲတမ်းမပြောင်းလဲဘူးနော်ကျမတို့ပုံမှာအရန်သစ္စာရှိရဖယားဖြစ်တယ်နော်ဆိုတော့အဲ့ဒီအရန်ကောင်းမြတ်တဲ့ဖယားကိုကျမတို့ပိုင်ဆိုင်ထားရတာကျမတို့ဘလောက်တောင်မှအခွင့်ထူးခံလူဒန်းစားတွေဖြစ်လဲဆိုတာကိုကျမပြန်လဲတွေးတောဆင်ခြင်တဲ့အခါမှာအဲ့ဒီဟာကျမအရန်တူးထီတာဖြစ်တယ်ဆိုတော့အဲ့ဒါကြောင့်ကျမဒါလေးကိုပြောပြချင်တာဖြစ်တယ်ဆိုတော့ကျမတို့စကားတွေအများကြီးမပြောတော့ဘဲနဲ့ဒီကနေ့ကျမတို့ကိုဝိညာဉ်အစာကျွေးမဲ့ဆရာမတင်ခက်နဲ့သူ့ကိုတုံးပြမဲ့တဲ့ရှင်တော်ဝိညာဉ်တော်ကိုလက်ခုပ်တီးပြောကြဆိုရအောင်အားလုံးပဲမင်္ဂလာပါဟာလေလုယာဟာလေလုယာဟာလေလုယာဖျားရှင်ကောင်းမြတ်ပါသလားကောင်းမြတ်နေတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့ worship အပြင်တော်၎င်းဖျားသခင်ကကျွန်တော်တို့အများကြီးစကားပြောနေပြီဖြစ်တယ်ပေါ့နော်ဆိုတော့ဒီနေ့မှာ
အထူးပဲကျေးဇူးတင်ပါတယ်ကျမတို့ဒီတပတ်လုံးမှာလဲပေါ့နော်ဆမနာရှိတယ်ဆရာမုံပီရဲ့ကြံပြီးမှာပေါ့နော်အားလုံးကပင်ပန်းခဲ့ကြပြီမယ်ဒီနေ့ဖျားရှင်ရဲ့နှုတ်ကပတ်တော်ကိုခံယူဖို့ရန်အတွက်ဤများလောက်တော့ယုံကြည်သူများနဲ့ပြန်လဲဆုံတွေ့ခွင့်ပေးတဲ့ဖျားရှင်ရဲ့ကျေးဇူးတော်ကိုဦးစွာချီးမွမ်းပါတယ်ဒီနေ့ရောက်ရှိလာတဲ့အရောက်စီတိုင်းပေါ့နော်အလာနဲ့အပြန်မတူတဲ့ကောင်းချီးမင်္ဂလာတစ်ခုနဲ့အိမ်ပြန်သွားဖို့အရောက်စီတိုင်းဖျားရှင်ကောင်းချီးပေးပါစေကျမတို့တော့အားလုံးကပေါ့နော်မတ်မိနေပြီအတင်းတော့ဟာလူလုံးတော့ပေါ့နော်ထင်နေရတော့ပြီပေါ့နော်မလေးရှားကကျမဇစီအတင်းတော့ဟာကျမရဲ့မိခင်အတင်းတော်လိုပဲပေါ့ဟိုလာတိုင်းမှာတကယ်ပဲဝင်ထွက်သွားလာခွင့်မကပဲနဲ့ပေါ့နော်နှုတ်ကပတ်တော်ဒီတနာကိုဟိုမဲရန်ဝင်ငါတတိခံနိုင်တဲ့အခွင့်ကိုအချိန်ပေးတယ်ကျမတို့ရဲ့ဖာသင်းအုပ်ဆရာကြီးဆရာလျံဘွိုးနဲ့အတူကျမတို့အမှုတော်ဆောင်ဆရာမများပေါ့နော်ဒီမှာဦးဆောင်နေတဲ့အတင်းသူတင်းသားများအရောက်စီတိုင်းကိုအထူးကျေးဇူးတင်စီတဲ့အကြောင်းကိုစီအိုစွာပြောချင်တာဖြစ်ပါတယ်အရောက်စီတိုင်းပေါ်ဖျားရှင်ကောင်းချီးပေးပါစေဆိုတော့ဒီနေ့ကျမတို့ပေါ်မှာဖျားသခင်ကအလွန်ကောင်းမြတ်နေတာဖြစ်တယ်ဆိုတော့ခုနဝိုက်ကင်မလည်းပြောနေတာပေါ့နော်ကျမတို့တခါတလီကြရင်တာမန်ပုံစံလိုပဲပေါ့နော်တွာလာတတ်ကြတာဖြစ်တယ်ပေါ့နော်ဖခင်သခင်ရဲ့ကြီးစုတော်ဟာဘလောက်ကြီးမားတယ်လဲဆိုတာကိုကျမတို့မစင်စားမိဘူးပေါ့နော်တခါတလီကြရင်ဘယ်လိုပြောမလဲကျမတို့မူလင်းတိုင်းနူးထမယ်လို့နော်ဘသူကမှအာမခံတာမရှိဘူးပေါ့နော်ဒီနေ့မူလင်းတိုင်းနဲ့နူးထတာမဟုတ်ဘူးဒီနေ့ကျမတို့ဖခင်သခင်ရဲ့ကြီးစုတော်မရှိဘူးဆိုလို့ရှိရင်မနူးထတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒီနေ့ကျမတို့အဲ့နူးထားတဲ့အရာဒီအကြောင်းဘယ်နှခါကျေးဇူးတော်ချီးမွမ်းဖို့တလဲပေါ့နော်မြင်နိုင်တဲ့အခွင့်ကိုပေးတယ်ပြောနိုင်တဲ့အခွင့်ကြားနိုင်တဲ့အခွင့်ကိုပေးတယ်လှုပ်ရှားနိုင်တဲ့အခွင့်ကိုပေးတယ်ဖခင်သခင်ရဲ့ကျေးဇူးတော်ဟာနေ့ရက်စဉ်တိုင်းကြီးမားတယ်လုံလောက်လျက်ရှိနေရဲ့သားနဲ့ကျမတို့ကမချီးမွမ်းနိုင်ဘူးပေါ့နော်ကျမတို့ကလောကလူသားတွေဖြစ်တဲ့အတွက်ကြောင့်လောကရဲ့အခြေအနေပေါ်မှာနော်ကျမတို့ရဲ့လောကအရာတွေပေါ်မှာပဲအသက်ရှင်တဲ့ကျမတို့မြင်နေရတဲ့အရာတွေပေါ်မှာပဲအသက်ရှင်နေတဲ့အခါမှာကျမတို့ကကျေးဇူးတော်မချီးမွမ်းနိုင်ခဲ့တာဖြစ်တယ်ဒီနေ့ဒီမှာရှိနေတော့ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်နှမများဒီချိန်ကကျမတို့ကျေးဇူးတော်မှတပါအခြားသောမင်္ဂလာကျွန်တော်တို့နိုင်မရှိပါဒီနေ့ဖယားသခင်ရဲ့ကျေးဇူးတော်တက်တက်တာလင်ဒီနေ့ဒီနေရာမှာသင်ကထိုင်နိုင်ရတာဖြစ်တယ်အာမင်ဆိုတော့ဒီနေ့ကျမတို့ရဲ့ဘဝမှာတခါတလေပေါ့နော်ခွင့်မပြုတ်နိုင်တဲ့အရာတွေအများကြီးရှိတတ်တယ်နော်ဆိုတော့ဒီနေ့ခေါင်းစဉ်အနေနဲ့ဘာတွေရွေးချယ်တယ်လဲဆိုရင်ခွင့်ပြုတ်လိုက်ပါဆိုတဲ့ခေါင်းစဉ်နဲ့ရွေးချယ်ထားတာဖြစ်တယ်ပေါ့နော်ဟေရှာယအခန်းကြီး48အပိုင်ငယ်7ပေါ့နော်ဟေရှာယအခန်းကြီး48အပိုင်ငယ်7ကိုကျွန်တော်တို့အတူတကွကျမ်းချက်ကိုအတူတကွဖတ်ဖို့ရန်အတွက်ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်ကျွန်တော်တို့ဟေရှေယအခန်းကြီး48အပိုင်ငယ်7ပေါ့နော်တွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်အားလုံးအတူတူဖတ်ရအောင်တင်းကိုရွေးနှုတ်တော်သူဣသရေလအမျိုးဤတိုက်ရှင်တော်အရှင်ထာဝရဘုရားမိန်တော်မူဒီကငါဒီတင်ဤအကျိုးနဲ့ရှင်တော်အရာကိုတွင်တင်၍တင်သွားအပ်တော်လမ်းဖြင့်ပူဆောင်တော်တင်ဤဘုရားသခင်ထာဝရဘုရားဖြစ်၏အာမင်အာမင်ဒီနေ့ဒီကျမ်းစာထဲမှာကျွန်တော်တို့ဖတ်တဲ့အခါမှာတင့်ကိုရွေးနှုတ်တော်သူဣသရေလအမျိုးဤတန့်ရှင်တော်အရှင်ထာဝရဘုရားမိန်တော်မူဒီကနော်ကျမတို့အသက်ရှင်တဲ့ထာဝရဘုရားကကျမတို့ပေါ်မှာဘလူမိန်တော်မူတယ်လဲဆိုရင်ငါဒီတင်ဤအကျိုးနဲ့ရှင်တော်အရာကိုတွင်တင်၍တင်သွားအပ်တော်လမ်းဖြင့်ပူဆောင်တော်တင်ဤဘုရားသခင်ထာဝရဘုရားဖြစ်၏အာမင်ဒီနေ့ကျမတို့ဘယ်လူနီယာမျိုးမှာတွားတင်တယ်လဲဘယ်လိုနေရာမျိုးမှာအသက်ရှင်ပြီးဘယ်အရာတွေကိုလှုပ်ရှားတင်တယ်လဲဆိုတာကိုကျမတို့ကတခါတလေမစင်စားမိဘူးဘာလဲ
ကျေးဇူးတော်ကြောင့်ဆိုတဲ့အရာပဲကျမတို့ကရှေ့တန်းတင်နေရတာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့ဘဝမှာနော်နံပါတ်1အချက်အနေနဲ့ကျမတို့ရဲ့ဘဝဖယားတခင်နဲ့နီးစပ်ဖို့ဖယားတခင်နဲ့ကျွမ်းဝင်ဖို့ရန်အတွက်ကျမတို့ဘဝမှာနော်ကာစီတော်သူနော်နံပါတ်1အချက်အနေနဲ့ကာစီတော်အရာတွေကရှိနေတာဖြစ်တယ်တားစီတဲ့အရာတွေရှိနေတာဖြစ်တယ်ဒီနေ့ဘသူအကြောင်းကိုပြောချင်တယ်လဲဆိုရင်အာဗြဟံနဲ့သူ့ရဲ့သူလောသရဲ့အကြောင်းကိုပြောချင်တာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့ဘဝမှာကာစီးတဲ့အရာများကိုဘလူမျိုးဖယားတခင်နဲ့တည်ကျွမ်းနိုင်ဖို့ဖယားတခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်နိုင်ဖို့ရန်အတွက်ကျမတို့ရဲ့ဘဝထဲမှာအသားစီးတွေကအများကြီးရှိနေတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ကဘာဦးကျမ်းအခန်းကြီး73အပိုင်ငယ်7ကနေ15ကိုကျမတို့ဖတ်တဲ့အခါမှာပေါ့နော်ဒါကတော့လေ့လာလို့ရတယ်ကဘာဦးကျမ်းအခန်းကြီး73အပိုင်ငယ်7ကနေ15ထဲမှာဖတ်တဲ့အခါမှာဘသူအကြောင်းဒီတွေ့ရတယ်လဲဆိုရင်အာဗြဟံနဲ့သူ့ရဲ့သူလောသရဲ့အကြောင်းကိုတွေ့ရတာဖြစ်တယ်ဒီနေ့အာဗြဟံကဖယားတခင်ကသူ့ကိုခေါ်ဖိတ်ထားတဲ့အခါမှာငါပြလက်တန်တော့ပြီးတော့သွားပါလို့ပြောတဲ့အခါမှာတင်းကိုလူမျိုးကြီးဖြစ်စီမယ်လို့ဖယားတခင်ကအာဗြဟံကိုရွေးနှုတ်ထားတဲ့အခါမှာအာဗြဟံကဘသူနဲ့သွားတယ်လဲဆိုရင်သူ့ရဲ့သူဖြစ်တဲ့လောသနဲ့အတူတူသွားတာဖြစ်တယ်သူနဲ့အတူတူသွားလာတဲ့အခါမှာပေါ့နော်ဖယားတခင်ဂတိထားတဲ့ပြီးမှာကောင်းချီးမင်္ဂလာခံစားဖို့ရန်အတွက်လောသအသားစီချဖြစ်နေတာဖြစ်တယ်ဖယားတခင်ကသူ့ရဲ့ဂတိတော်ကိုပြချင်တာဖြစ်တဲ့အတွက်ကြောင့်လောသနဲ့ခွဲနိုင်ဖို့ရအတွက်လောသနဲ့အာဗြဟံလမ်းခွဲနိုင်ဖို့ရအတွက်ဖယားတခင်စီစဉ်လာတဲ့အခါမှာလောသနဲ့အာဗြဟံကသူ့ရဲ့သူဖြစ်တဲ့လောသကိုနေရာရွေးခိုင်းလိုက်တယ်လောသကဘယ်နေရာကိုရွေးလဲဆိုရင်တော်ရမနဲ့ဂေါမရာမြို့ကိုရွေးထားတာဖြစ်တယ်မကောင်းတဲ့နေရာလို့ထင်ရပေမဲ့အာဗြဟံရွေးထားတဲ့နေရာကဖယားတခင်ကသူ့ရဲ့ဂတိတော်ကိုပြီးဆုံးရမယ့်နေရာဖြစ်နေတာဖြစ်တယ်အာမင်အဲ့လိုဖြစ်တဲ့အခါမှာလောသနဲ့လမ်းခွဲလိုက်တဲ့အခါမှာပေါ့နော်ဖယားတခင်ကအာဗြဟံပေါ်မှာပြီးတဲ့ဂတိကအဲ့ကနေစတာဖြစ်တယ်နော်ဆိုတော့အာဗြဟံအသက်ကြီးနေဆာရာကလည်းအသက်ကြီးပြီမဲ့ဖယားတခင်ရဲ့ဂတိထားတဲ့လူမျိုးကြီးဖြစ်စီမယ်ဆိုတဲ့အရာကိုဖယားတခင်ကလောသနဲ့ခွဲတဲ့အချိန်မှာပဲဖယားတခင်ကအာဗြဟံပေါ်မှာသူ့ရဲ့ဂတိကိုတည်စီတာဖြစ်တယ်ဒီနေ့အဲ့ဒီအကြောင်းကိုဘာလို့ပြောရတယ်လဲဆိုရင်ကျမတို့ရဲ့ဘဝမှာလဲပေါ့နော်ကျမတို့ရှောက်လန်းရမယ်ဖယားတခင်နဲ့သွားရမယ်လမ်းပေါ်မှာတားဆီးတဲ့အရာတွေပေါ့နော်ကျမတို့မခေါ်တဲ့အရာတွေမဆွဲတဲ့အရာတွေပေါ့နော်တခါတလေကျရင်ဖယားတခင်ရဲ့နိုင်ငံတော်ထက်ကျမတို့ရဲ့ဆွေမျိုးတွေကျမတို့ရဲ့အမျိုးတွေမိန်းမဘက်ကအမျိုးယောက်ျားဘက်ကအမျိုးငါအိုးလေးအတော်ဒီနဲ့ပေါ့နော်ဖယားတခင်ထက်သူတို့တွေကိုကျမတို့နေရာပေးတာတဲ့အခါမှာကျမတို့ရဲ့ဘဝမှာဖယားတခင်နဲ့စီးဆက်ရှောက်ရမယ်နေရာမျိုးမှာဒီအရာဒီအားလုံးကကျမတို့ရဲ့ဘဝကိုတားဆီးနေတာဖြစ်တယ်ဆိုတော့ဒီနေ့လောသအာဗြဟံရဲ့အတ္တမှာကောင်းကြီးခံစားဖို့ရန်အတွက်ခွဲတဲ့ခွင့်ပြုတ်တဲ့အရာတွေကိုခွင့်ပြုတ်လိုက်တယ်နော်တစ်ချိန်လုံးသူဆွဲနေတယ်ဆိုလို့ရှိရင်ဖယားတခင်ရဲ့ဂတိထားတဲ့ဂတိပီကိုအာဗြဟံကရောက်မှာမဟုတ်ဘူးအဲကြောင့်ဒီနေ့ဒီမှာရှိနေတဲ့ချစ်တော်ဓမ္မမိတ်ဆွေကြီးကိုမောင်နှမများလဲဖယားတခင်နဲ့တွားချင်တဲ့နေရာမှာတင့်ကိုအမဲရနောက်ကနေဆွဲနေတဲ့အသားစီးဖြစ်နေတဲ့အရာတွေကိုဒီနေ့ရှင်းထုတ်ပြီးမှသူတို့တွေကိုလွတ်ထားပြီးမှခွင့်ပြုတ်လိုက်ဖို့ဖယားရဲ့အလိုတော်ရှိတာဖြစ်တယ်အာမင်ထူနိုင်လားအာမင်ဒီနေ့ကျမတို့ရဲ့ဘဝမှာရှင်းထုတ်ရမယ့်အရာတွေအားလုံးကိုရှင်းထုတ်ပြီးမှခွင့်ပြုတ်လိုက်ပြီးမှပေါ့နော်ဒီနေ့ကျမတို့ဖယားတခင်ရဲ့အလိုတော်ဟာပါလေဖယားတခင်ကျမတို့ရဲ့နှလုံးသားထဲမှာနေရာယူနိုင်ဖို့သူနဲ့အချိန်ပေးနိုင်ဖို့ရန်အတွက်ကျမတို့ရဲ့နှလုံးသားများကိုပြင်ဆင်နိုင်ဖို့ရန်အတွက်တားဆီးနေတော့အရာများအားလုံးကိုဖယ်ရှားပေးဖို့ရတဲ့နံပါတ်1အချက်အနေနဲ့အားပေးချင်တာဖြစ်တယ်နံပါတ်2အချက်အနေနဲ့
ပြဿနာကိုယူလာတဲ့သူနော်ပြဿနာကိုယူဆောင်လာတဲ့သူနော်ဘဝမှာပြဿနာကိုနော်မလူအပ်ဘဲနဲ့ပြဿနာဒီယူလာတတ်တဲ့လူတွေရှိတယ်ပေါ့နော်ကျမ်းစာထဲမှာဘယ်သူရှိလဲယောနာအကြောင်းကိုကြားဖို့မှာပါနော်ယောနာကိုဖျားသခင်ကဘယ်နေရာကိုခိုင်းတာလဲနိနဝေမြို့ကိုသွားခိုင်းတာဖြစ်တယ်။ तू ကဘယ်နေရာကိုသွားတာလဲ။တာဆူမြို့ကိုသွားနေတာဖြစ်တယ်။တာဆူမြို့ရဲ့ဖျားသခင်ပေးထားတဲ့နေရာဖျားသခင်စီခိုင်းတဲ့နေရာကိုမသွားဘဲနဲ့သူ့ရဲ့စိတ်ဆန္ဒနော်သူ့ရဲ့ဆန္ဒအတိုင်းပဲသွားလာတဲ့အခါမှာနော်လူဒီအတွက်ပြဿနာကြီးဖြစ်နေတယ်။မဟုတ်ဘူးလား။တင်ပေါ်စီလာတယ်နော်နိနဝေမြို့ကိုမသွားဘဲနဲ့တာဆူမြို့ကိုသွားတဲ့တင်ဖို့ကိုစီးလာတဲ့အခါမှာအဲ့ကနေဖယားတခင်ကသူစီခိုင်းတဲ့နေရာကိုမသွားတဲ့အတွက်ကြောင့်နော်တင်ပေါ်ကြီးစီးလာတဲ့အခါမှာဘာဖြစ်လဲမုန်တိုင်းကြီးကအစပြီးမှအစပြိုလာတာဖြစ်တယ်ယောနာအခန်းကြီး1အပိုင်ငယ်စနစ်ကနေပေါ့နော်ကျွန်တော်တို့15လောက်အထိမှာအဲ့ဒီအကြောင်းကရှိတာဖြစ်ပါတယ်အဲ့ကြောင့်ဒီနေ့ဘာဖြစ်လဲဆိုရင်ယောနာကအဲ့တင်ဘောကိုစီးလာတဲ့အခါမှာလူများစွာအတွက်သူကပြဿနာဖြစ်နေတယ်ပြဿနာဖြစ်တယ်နောက်ဆုံးတော့သူကဘာပြောလဲဆိုရင်ကျွန်တော်အပြစ်ကြောင့်တာလေဒီလိုလူဒီကဒုက္ခရောက်နေတာဖြစ်တယ်အဲကြောင့်ဒီနေ့ကျွန်တော်ကိုဒီနေရာကနေပြီးမှပလက်ကြီးတဲ့ကိုချလိုက်တယ်ဆိုလို့ရှင်ဒီမုံတိုင်းကငိမ့်မယ်ဆိုတာယောနာကသိတာဖြစ်တယ်ဆိုတော့အဲ့လူဒီကလည်းလုံရဲလားဆိုရင်မလုံရဲဘူးလေနော်သူ့မှာဘာအပြစ်ရှိတယ်ဆိုတာဒီတိုင်းကြည့်ရင်လူတယောက်မှာအပြစ်ရှိတယ်ဆိုကျွန်တော်မြင်လို့ရလားမမြင်ဘူးနော်ဘာလို့တလဲဘာဒီစိတ်ကူးတလဲသူ့ရဲ့စိတ်ထဲမှာဘာဒီရှိတလဲဆိုတာကျမတို့ကနားမလဲဘူးပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အခါမှာပြဿနာကြီးကယောနာကတည်လာတဲ့အခါမှာလူမြောက်များစွာကဒုက္ခရောက်နေတာဖြစ်တယ်သူ့ကိုရှင်းထုတ်လိုက်တဲ့အခါမှာမုန်တိုင်းမငိမ့်သွားဘူးလားငိမ့်သွားတာဖြစ်တယ်ဒီနေ့ယောနာအကြောင်းကိုဘာကြောင့်ပြောချင်တယ်လဲဆိုရင်ကျမတို့ဒီလေတခါတလေယောနာကဲ့သို့ဖြစ်တယ်လူဒီအတွက်မင်္ဂလာမဖြစ်ဘဲနဲ့လူဒီအတွက်အမင်္ဂလာဖြစ်တဲ့အချိန်ရှိတာဖြစ်တယ်ကိုကတော့အကောင်းဆုံးလို့ထင်ခဲ့ရပြီမဲ့ပေါ့နော်ကိုဘဝအားဖြင့်ကိုရဲ့အတ္တအားဖြင့်လူဒီကိုရှုပ်ထွေးစေတတ်တဲ့အရာတွေရှိတတ်တာဖြစ်တယ်ဒီမှာရှိနေတဲ့လူတွေကအဲ့လိုမဖြစ်တဲ့အတွက်ကြောင့်ဖခင်ရဲ့ကျေးဇူးတော်ခံစားကြတဲ့လူတွေဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့ဒီမှာရှိနေတဲ့ချစ်တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမများကျမတို့ရဲ့ဘဝမှာလည်းမွေနောက်တဲ့လူတွေရှိတတ်တာဖြစ်တယ်ပေါ့နော်ကိုရဲ့ရှိလန်းတက်ရမယ့်လမ်းတွေကိုနော်မတက်နိုင်အောင်တားဆီးပြီးမှပြဿနာတစ်ချိန်လုံးပြဿနာပေါ့နော်ရှာနေရကိုကသူ့ပေါ်မှာချစ်ချင်းမြတ်တာပြတယ်သူ့အတွက်အကောင်းဆုံးသောလမ်းကိုပြချင်တာနော်တငယ်ချင်းတွေဆိုရင်တခါတလေကျမတို့ဒီနေ့မြန်မာအစီအစဉ်မှာလာပါတငယ်ချင်းဖျားတခင်နှုတ်ကပတ်တော်ကိုခံယူရအောင်လို့ပြောတဲ့အခါမှာတစ်ချိန်လုံးတစ်ပတ်လုံးလေဖျားเจ้าမသွားနိုင်ဘူးဒီမြန်မာအစီအစဉ်လောက်တော့ဖယ်ထားလိုက်မယ်လေအဲ့လိုမျိုးဆိုရင်လေကိုကစိတ်ကောင်းလားမကောင်းတော့ဘူးလေနော်စိတ်ထဲမှာဘယ်လိုပြောမလဲမကြည်နပ်ဘူးပေါ့နော်စိတ်ဘယ်လိုပြောမလဲဘာလို့သူတို့ကဒီလိုမျိုးပေါ့နော်စဉ်းစားနေတာလေပြီးရင်မယုံကြည်သေးတဲ့တယောက်ကိုကျမတို့ကအယံဖြစ်စီခြင်းလို့ချစ်ချင်းမေတ္တာအပြင်ခေါ်ထားတယ်ဒါမဲ့ကိုအနောက်ကိုမလိုက်လာတဲ့အခါမှာကျမတို့တစ်ခါတလေပြဿနာရှာတတ်တာဖြစ်တယ်ဒီလိုဟာမျိုးပေါ့နော်ကျမတို့ကဝေငှဖို့ရန်အတွက်ကျမတို့ရဲ့တာဝန်ဖြစ်တယ်ဒီနေ့သူတို့ကိုနားလည်ဖို့ရန်ပေါ့နော်ချစ်ချင်းမေတ္တာကိုပြလိုက်မဝေငှတတ်ရင်တော့မှချစ်ချင်းမေတ္တာပြလိုက်ချစ်ချင်းမေတ္တာအားဖြင့်တာလင်ပေါ့နော်တိုင်နေ့တစ်ချိန်တော့သူတို့ကလိုက်လာမှာဖြစ်တယ်ဒုတ်တော်လဲတင်းရဲ့ဘဝတင်းဖျားเจ้าသွားချင်တဲ့ရာတငယ်ချင်းဒီနေ့တော့ထားလိုက်ပါအောင်ငါတို့တခြားနေရာမှာ KLCC မှာသွားမယ်လေဟိုမှာရှူပွဲနော်စတေးဆူဒီဘာဒီရှိတယ်ဆိုတော့လောကအရာဖက်ကိုလူတွေကဆွဲဆောင်လာတဲ့အခါမှာပါလာဖို့ကအရန်လွယ်တာဖြစ်တယ်နော်ကျွန်တော်တို့လိုက်လာဖို့က ready ဖြစ်ကြတာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့ရဲ့ဘဝမှာ
ပြဿနာကိုဖြစ်စီတတ်တဲ့အရာတွေကိုကျမတို့သူတို့တွေကိုနဲ့ဘယ်လိုပြောမလဲအများကြီးပေါ့နော်အချိန်အကြာကြီးမပေါင်းဖက်ပဲနဲ့ကျမတို့အဲ့ဒီလူတွေကိုကျမတို့ဘဝထဲကနေခွင့်ပြုလိုက်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်အာမင်ဆိုတော့ဒီနေ့ကျမတို့ဘဝထဲမှာဖယားသခင်နဲ့နီးကပ်နိုင်ဖို့ရန်အတွက်ယောနာကဲ့သို့ကျမတို့ဖယားသခင်ရဲ့စကားကိုနားမထောင်နိုင်ပဲနဲ့ပေါ့နော်လူတွေကိုဒုက္ခပေးတော့သူများမဟုတ်ပဲနဲ့လူတွေကိုကောင်းချီးပေးနိုင်တော့သူများဖြစ်ဖို့ရန်အတွက်ဒီနေ့ဒီမှာရှိနေတော့ချစ်တော်မိတ်ဆွေများကိုလည်းဝင်ငါချင်တာဖြစ်တယ်ဆိုတော့ဒီနေ့နံပါတ်3ချက်အနေနဲ့တစ္ဆာဖောက်တဲ့သူကျမ်းစာထဲမှာဓမ္မတိကျမ်းစာထဲမှာခရစ်တော်ကိုတစ္ဆာဖောက်တဲ့သူကဘယ်သူလဲယူဒရှာကာရုဖြစ်တယ်နော်သခင်နဲ့အတူနော်ပကံတလုံးထဲမှာနိုင်စားတဲ့သူကတစ္ဆာဖောက်တာဖြစ်တယ်ဆိုတော့ဒီနေ့ရှမသက်ခရစ်အခန်းကြီး26အပိုင်ငယ်23တဲကိုကြည့်တဲ့အခါမှာပေါ့နော်ကိုတော်ကလည်းငါနဲ့အတူပကံတွင်လက်နိုင်တော်သူဒီငါကိုအနံလိမ့်မည်တဲ့ဆိုတော့ဒီနေ့ကျမတို့လှုပ်ဆောင်နေတဲ့အရာမှာကျမတို့အပေါ်မှာတစ္ဆာဖောက်တဲ့လူတွေကဘသူတွေလဲဆိုလို့ရှင်ကျမတို့ ਨੇ အကျွမ်းဝင်ဆုံးတော်သူတွေဖြစ်တယ်ကျမတို့ ਨੇ ယဉ်နီးဆုံးတော်သူတွေဖြစ်တယ်ကျမတို့ရဲ့လောက်ဖို့ဆောင်ဖက်တွေဖြစ်တယ်ဆိုတော့ဒီနေ့ယူဒဆရာကရောကသခင်ယေရှုခရစ်တော်ကိုဘယ်နေရာမှာထားတယ်လဲဆိုရင်ဆရာနေရာမှာပဲထားတာဖြစ်တယ်သခင်နေရာမှာမထားဘဲနဲ့ဆရာနေရာမှာထားတဲ့အခါမှာသူကနော်တာမန်လူပဲထင်ရတာဖြစ်တဲ့သခင်ယေရှုကိုလွယ်လေးနဲ့ရှောင်းလိုက်ရတာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့ဒီထဲမှာရှိနေတဲ့ယုံကြည်သူတွေကိုလည်းတတိထားစီခြင်းတယ်တခါတလေကြရင်ကိုရှိမှဥဆောင်နေတဲ့လူတွေကျမတို့တခါတလေအားမရဘူးနော်သူတို့ဒီကိုအားမရဘူးဒီကောင်းဆောင်တဲ့ဘာဒီလို့တလဲနော်ဒီနေ့ကျမတို့ရှိမှဥဆောင်နေတဲ့လူတွေကိုကျမတို့ယူသေးဖို့ဖြစ်လဲလေးစားဖို့ဖြစ်တယ်ပြီးရင်အသင်းတော်ထဲမှာနော်ကျမတို့ရဲ့အသင်းအုပ်ဆရာကြီးတွေနော်အမှုတော်မြတ်မှာလှုပ်ဆောင်နေတဲ့လူတွေဒီဆရာမတွေအားလုံးကလည်းဖယားသခင်ရဲ့ခေါ်ချင်းရလောက်တာတယ်အမှုတော်မြတ်မှာပါဝင်နေကြတာဖြစ်တယ်တခါတလေကြရင်ကျမတို့ကလူအနေနဲ့ကြည့်မယ်ဆိုတော့လူသားဖြစ်တဲ့အတွက်ကြောင့်သူတို့မှလည်းအားနည်းချက်အများကြီးရှိတာဖြစ်တယ်ဒီနေ့သူတို့ရဲ့အားနည်းချက်တွေကိုကျမတို့ကြည့်ရှုမယ်ဆိုရင်လက်ညှိုးထိုးစရာတွေကအများကြီးရှိမှာဖြစ်တယ်ဒီနေ့ယူဒဆရာကရောကဲတော့ကိုယ့်ရဲ့ခေါင်းဆောင်ကြီးများကိုဆွဲချတော့သူများမဟုတ်ပဲနဲ့အိုးခေါင်းဆောင်ကဘလို့မာရွတ်တဲ့အချိန်လဲရှိကောင်းရှိနိုင်ပါတယ်တို့တော်လဲသူတို့ဒီဟာဖယားရဲ့လူတွေဖြစ်တယ်ဆိုတာကိုကျမတို့မြင်တတ်မယ်ဆိုရင်ခွင့်လွတ်တတ်တဲ့နှလုံးသားရှိမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာအကြောင်းဒီနေ့ဖယားသခင်ကသူ့ရဲ့လူတွေကိုသူ့ဘိတ်သိက်ခံတော်သူတွေကိုမချီနဲ့လို့ကျမ်းစာထဲမှာပါတာဖြစ်တယ်အကြောင်းဒီနေ့ယောရရှာကာတို့ရဲ့အသက်တာကဲတော့ကျမတို့ရဲ့ဦးဆောင်နေတဲ့ကိုယ့်ရဲ့ဆရာသမားတွေကိုပေါ့နော်ကဲရဲ့ချင်းပဲဖြစ်ဖြစ်ဘစ်တင်ချင်းပဲဖြစ်ဖြစ်ပေါ့နော်ခေါင်းဆောင်နေရာတွေကိုပေါ့နော်ကျမတို့ယူတည်ပြီးမှလေးစားပြီးမှဖယားရဲ့လူတွေဖြစ်တယ်ဖယားနိုင်ငံတော်အတွက်ဆက်ကပ်တဲ့လူတွေဖြစ်တယ်ဆိုပြီးမှသူတို့ရဲ့အားနည်းချက်တဲ့သူတို့ရဲ့အားသာချက်တွေကိုကျမတို့ကြည့်ရှုမယ်ဆိုလို့ချင်းကုဆရာသမားတွေကလည်းချစ်စရာကောင်းမှာပေါ့နော်ဆိုတော့ဒီနေ့တအိမ်ထဲမှာရှိနေတဲ့အခါမှာတော့မှတခါတလေကျမတို့ကဘာဖြစ်လဲနော်ညီကိုမောင်နှမတွေမိသားစုတွေဖြစ်ရပေမဲ့တဘောထားချင်းမတိုက်ဆိုင်တဲ့မတူတဲ့အချိန်တွေကအများကြီးရှိတတ်တာဖြစ်တယ်ဆိုတော့ဒီနေ့ကျမတို့တဘောထားချင်းကူညီနိုင်ဖို့ရန်တဦးနဲ့တဦးညှိနိုင်တာဖြစ်တယ်ဒီနေ့မိသားစုထဲမှာလည်းတခါတလေနော်ဒီထဲမှာတော့ရှိလာတော့မသိဘူးကျမတို့ချင်းတောင်ဖက်တွေမှာတော့ရှိတာပေါ့မိသားစုထဲမှာတမိသားစုထဲဖြစ်နေပြီမဲ့နော်တယောက်တော့သူကအိုးအရက်ကတောက်တယ်မိဘတွေကလည်းပြောတယ်တားရည်ဒီဟာမကောင်းဘူးနော်ဒါမလုပ်ပါနဲ့လို့တစ်ချိန်ပြောနေပြီမဲ့အဲ့လူကပြောင်းလဲဖို့တော့မစင်စားဘူးပြောလေစိုးလေဖြစ်တယ်ဒါပေမဲ့မိဘတွေကဘလို့လှုပ်လိုက်လဲဆိုရင်ပြောတယ်ဆုံးမတယ်တခါတလေ
နော်အစတော့ကတော့နှစ်ရွက်ဒီပါဒီပါဆွဲတာပေါ့နော်ဟိုဖခင်ကြီးဒီဆိုလဲရိုက်ရင်ရိုက်မှာပေါ့ဒါပေမဲ့နောက်ကြာလာတဲ့အခါမှာဘလို့လှုပ်တတ်တယ်လဲဆိုရင်ညင်းငွေလာတယ်လေနော်ပြောလဲတက်လုံးပြောင်းလဲမဲ့သူမဟုတ်ဘူးနော်မိဘဒီကဒီတိုင်းထားလိုက်ပြီလွတ်လိုက်ပြီဆိုရင်အဲ့လူတယောက်အတွက်အရန်အန္တရာယ်များတာဖြစ်တယ်ဆိုတော့ဒီနေ့လူဒီကကျမတို့ရဲ့နှလုံးသားထဲမှာလေဒီကနေ့မှာအမှုတော်မြတ်အတွက်တော်၎င်းကျမတို့ရဲ့လှုပ်ဆောင်နေတဲ့လုပ်ငန်းပေါ်မှာပေါ့နော်ခြိလန်းလန်းနေတဲ့အခါမှာကျမတို့ရဲ့ခြိလန်းကိုဖျက်ဆီးခြင်းတဲ့အရာတွေနော်ဖျက်ဆီးပစ်လိုက်ခြင်းတဲ့အရာတွေကျမတို့ကိုအရှိမတစ်ချိန်လုံးကာစီလုံးနေတဲ့ဟာတွေတစ်ချိန်လုံးပြဿနာရှာနေတဲ့အရာတွေကျမတို့သူ့ပေါ်မှာမေတ္တာတရားပြတပေးမယ်သစ္စာဖောက်တဲ့လူတွေရှိတတ်တာဖြစ်တဲ့အဲ့ဒီလူတွေကိုတော့ဒီနေ့ကျမတို့ရဲ့ဘဝထဲကနေရှင်းထုတ်ဖို့အချိန်တန်နေပြီဖြစ်တယ်။ဘာကြောင့်ဒီလိုပြောတယ်လဲဆိုရင်နောက်ဆုံးတော့နေ့ရက်ကာလရောက်နေတာဖြစ်တယ်။ဆိုတော့ဒီနေ့မိမိကိုစစ်ဆေးရမယ်အချိန်နာရီရောက်နေပြီဖြစ်တယ်။ချစ်တော်ဓမ္မမေဆွေကြီးကိုမောင်နှမများဒီနေ့လူဒီပတ်ဝန်းကျင်မှာကိုယ့်ရဲ့အနီးနားမှာဖြစ်နေတဲ့ပြဿနာခုနပြောနေတဲ့အရာဒီပြဿနာအလုံးစုံတွေနဲ့ကျမတို့ရဲ့ဘဝမှာရှုပ်ထွေးနေမယ်ဆိုရင်ကျမတို့ရောက်ရမယ်ကောင်းကင်နိုင်ငံတော်မှာမရောက်ဘဲနဲ့ဒီလူတယောက်ရဲ့ပြဿနာဒီကြောင့်ငရဲတဲ့ကိုဆင်းရမှာလားဒီနေ့ကိုစစ်ဆေးရမယ်အချိန်နာရီရောက်နေပြီဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ပြောချင်တယ်ခွင့်ပြုတ်လိုက်ပါဆိုတဲ့အခါမှာတင်းရဲ့ဘဝမှာနော်တင်းရဲ့နှလုံးသားကိုနာကြည့်စီတဲ့အရာများဒီမှာလူပြိုတွေနော်လူငယ်တွေအများကြီးရှိတာဖြစ်တယ်။တဲကွဲဖို့တဲ့လူတွေရှိမှာပေါ့နော်။အတဲကွဲလို့ဒီနေရာရောက်လဲတို့လဲရှိမှာပေါ့နော်။ကမ်တဲရောက်လာတဲ့လူတွေလဲအတဲကွဲလို့အရက်တောက်လို့နော်ဘဝကိုမထိန်ချုပ်နိုင်လို့ရောက်ခဲ့တယ်ဆိုရင်တော့မှဒီနေ့အတဲကွဲစီတဲ့လူတွေကိုရှင်းထုတ်လိုက်ဖို့အချိန်တန်နေပြီဖြစ်တယ်ဒီနေ့တင့်ဘဝကိုဖျက်ဆီးနေတဲ့အရက်နော်ကွန်ပေါင်းနော်အရက်တီစာအဲ့ဒီအရာဒီအားလုံးကိုတင့်ဘဝထဲကနေဒီကနေ့ခွင့်ပြုလိုက်ပါထွက်ခွင့်ပြုလိုက်ပါလို့ပြောချင်တာဖြစ်တယ်ဟာလေလုယာဟာလေလုယာအကြောင်းဒီနေ့ကျမတို့ရဲ့ဘဝနောက်ဆုံးတော့နေ့ကာလဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ခြေဆောင်ချင်းလာနေတယ်ဒီနေ့နောက်ဆုံးတော့နေ့ကာလမှာယေရှုခရစ်တော်ကြွလာမယ်ဆိုလို့ရှိရင်ပါရမလားကျွန်မမကြာသေးခင်တုန်းကနိုင်ငံရေးပြောတာတော့မဟုတ်ဘူးเนาะကျွန်တော်တို့ဒီနိုင်ငံရေးရှုပ်ထွေးမှုတွေကြောင့်ကျွန်မသိတဲ့တငယ်ချင်းတယောက်ကလူတယောက်ကကျွန်မကိုပြောတယ်ဆရာမဒီဣသရေလနိုင်ငံကနော်အမေရိကအတိုက်ခိုက်လို့ရှုံးသွားပြီဆိုလို့ရှိရင်ဣသရေလဆိုတဲ့အရာလူတွေကတဲ့ဒီတမန်ကျမ်းစာဆိုတဲ့အရာကတမိုင်းပဲဖြစ်လာတော့မှာဆိုပြီးမှသူကကျွန်မကိုပြောတော့တမိုင်းရှိလာတဲ့အချိန်မှာတင်ရှိနေတယ်ဆိုတော့ကောင်းကင်နိုင်ငံမရောက်တာသိချတာဘောလို့တမိုင်းလူပဲဒီကျမ်းစာကိုတမိုင်းလူပဲတင်နေတဲ့အချိန်မှာဒီလောကကြီးထဲမှာတင်ရှိနေသေးတယ်ဆိုတော့တင်ဘဝအခုချိန်မှာစမ်းစစ်ကြည့်ပါဦးကျမ်းစာကိုတမိုင်းတစ်ခုတည်းနဲ့ပဲတင်ရမယ့်အချိန်နော်တင်ရတော့မယ့်အချိန်ရောက်လာပြီဆိုရင်တော့ဒီချိန်မှာလောကမှာယုံကြည်သူဆိုတဲ့လူတွေကရှိမှာမဟုတ်တော့ဘူးအဲ့ဒီချိန်မှာကျွန်တော်တို့ချီးမွမ်းပြီးမှကောင်းကင်နိုင်ငံမှာဝမ်းမြောက်စွာနဲ့ကခုန်ရမယ့်အချိန်ဖြစ်မှာဘောလို့ဒီလောကအရာပျက်စီးရမယ်ဒီလမ်းအခုနောက်ဆုံးတော့နေ့ရက်ဒီဖြစ်နေတဲ့အတွက်ကြောင့်တနိုင်ငံနဲ့တနိုင်ငံရန်ဖြစ်တယ်နော်ပြီးရင်ဟိုမှာအစာခေါင်းပါမှုဖြစ်တယ်ဟိုမှာရည်လွမ်းမှုဖြစ်တယ်နော်ဟိုနေရာမှာမီးလောင်တယ်ဒီရက်စင်တိုင်းကျွန်တော်တို့ကြားနေတဲ့သတင်းစကားကကောင်းတဲ့သတင်းတစ်ခုမှမရှိတော့ဘူးဒါပေမဲ့ကျွန်တော်တို့အဲ့ဒီအချိန်မှာအဲ့ဒီအရာတွေနဲ့ရှုပ်ထွေးဖို့မဟုတ်ပဲနဲ့ကျွန်တော်တို့ဘဝမှာစင်ချင်ရမယ့်အချိန်ရောက်ခရစ်တော်ကြွဆင်ဖို့ရအချိန်นี้ကနေပြီဖြစ်တဲ့ကြောင့်ပြင်ဆင်ပြီးမှကျွန်တော်တို့စောင့်နေဖို့ဖြစ်တယ်အာမင်အာမင်ဒီနေ့လောကအရာရဲ့ရှုပ်ထွေးမှုတွေထဲမှာကျွန်တော်တို့မရှုပ်ထွေးတော့ပဲနဲ့ဒီနေ့ခန္ဓာစိတ်ဝိညာဉ်နဲ့စိတ်နှလုံးအကျွမ်းမဲ့နဲ့သူအသက်ရှင်တဲ့ထာဝရဘုရားကိုဖက်သွယ်ပြီးမှအသက်ရှင်မယ်ဆိုလို့ရှင်ကျွန်တော်တို့ရဲ့ဘဝမှာအငြင်းအကြီးတွေအားလုံးကရှင်ထုတ်ဖယ်ထုတ်ထားပြီးမှပေါ့နော်ကျွန်တော်တို့ဘဝအထဲမှာ
တွေ့ကပ်နေတဲ့အရာတွေချီနှောင်ထားတဲ့အရာတွေအားလုံးကိုကျွန်မတို့ရှင်းထုတ်ထားပြီးမှသူအသက်ရှင်တဲ့ထာဝရဘုရားကိုဖက်သွယ်ထားမယ်ဆိုရင်ကျွန်မတို့ရဲ့ဘဝမှာသူအသက်ရှင်တဲ့ထာဝရဘုရားနဲ့ကောင်းကင်နိုင်ငံအထီကိုဝင်စားရမှာဖြစ်တယ်ဟာလေလုယာအကြောင်းဒီနေ့ကျွန်မတို့ရဲ့ဘဝမှာမလူအပ်တဲ့အရာတွေကိုဒီကနေ့ညနေမှာပင်လေဘဝထဲကနေဖယ်ထုတ်ရအောင်ကျွန်မတို့ကိုချီနှောင်တဲ့အရာတွေကျွန်မတို့ကိုဒုက္ခပေးတဲ့အရာတွေနော်ဒီနေ့ကျွန်မတို့ဘဝမှာလောတိုင်းအသက်တာကဲတော့မဖြစ်ပဲနဲ့လူဒီကိုအသက်ချိန်လုံးဘဝကိုကာစီတော့သူများမဟုတ်ပဲနဲ့ယောနာရဲ့အသက်တာကဲတော့လူကိုအားဖြင့်လူတိုင်းကိုပြဿနာမဖြစ်စီပဲနဲ့ပေါ့နော်ဒီနေ့ကျွန်မတို့အသက်တာများကိုစင်ချင်ပေးမှမလိုအပ်တဲ့အရာများကိုဘဝထဲကနေဖယ်ရှားရအောင်ယူရရှာကာရုတ်လူပေါ့နော်သခင်ကိုရောင်းကိုယ့်ရဲ့သခင်ကိုရောင်းစားတော့သူမဟုတ်ပဲနဲ့ဒီနေ့သခင်ယေရှုခရစ်တော်ကိုမိမိအတ္တသခင်ကတဲ့ပိုင်ရှာဖြစ်ယုံကြည်လက်ခံပြီးကိုယ်စီကနေပြီးမှအတီးပွင့်များစွာကိုလူဒီမြင်တွေ့နိုင်တဲ့အတီးပွင့်ကိုယ့်ရဲ့အထဲမှာရှိနိုင်ဖို့အရေးကြီးတာဖြစ်တယ်ဟာလေလုယာဒီနေ့ယေရှုခရစ်တော်ရဲ့နှလုံးသားကိုပိုင်ဆိုင်ဖို့အရေးကြီးတာဖြစ်တယ်ယေရှုခရစ်တော်ကချစ်ချင်းမေတ္တာနဲ့ပြီးဆုံးတဲ့သခင်ယေရှုဖြစ်တယ်လူတွေကိုခွင့်လွှတ်တယ်အမဲရအတ္တတာမှာနှိမ်ချတော့အတ္တတာနဲ့အသက်ရှင်တာဖြစ်တယ်ဒီနေ့ကျမတို့ရဲ့ဘဝမှာလဲနှိမ်ချတော့အတ္တတာနဲ့သခင်ယေရှုနှလုံးသားကဲတော့လူတိုင်းပေါ်မှာချစ်ချင်းမေတ္တာထားပြီးမှနှိမ်ချတော့အတ္တတာနဲ့အသက်ရှင်မယ်ဆိုလို့ချင်းလူဒီဖတ်တတော်စာကဲတော့လူဒီနော်ဂိုင်တွယ်လို့ရတဲ့ယုံကြည်သူသူ့ရဲ့အတ္တတာကကြည်ပါလားယေရှုခရစ်တော်နဲ့သူတဲ့အတ္တတာပဲကြည်ပါလားနှိမ်ချတယ်သူပြောဆိုတဲ့စကားလုံးတွေကလေကျမတို့အတွက်ဘလောက်အရေးကြီးတယ်လဲမဟုတ်ဘူးလားဒီနေ့ဆရာလျံဘော်ကြီးတို့ဒီမှာဆရာထန်သားတို့ရဲ့အတ္တတာမှာလူတွေကိုဟောက်ငေါက်ပြီးမှပြောတာကြားဖို့ကြလားကြားဖို့ပါဦးနော်သူ့အိမ်မှာ3လတော့မသိဘူးနော်ဒါပေမဲ့ဒီဖျားเจ้าတွေထဲမှာနော်ကျမလာတိုင်းမှာလေဖျားကိုချစ်ကြတယ်ပေါ့နော်ဖျားကိုအမဲရန်ဖျားကိုမျက်မှောက်ပြုလာတဲ့အခါမှာပြဿနာတွေမရှိဘူးလားသူတို့မှာပြဿနာရှိမှာပေါ့ဒါပေမဲ့ဒီပြဿနာဒီယေရှုခရစ်တော်နဲ့ပဲရင်ဆိုင်လာတယ်ယေရှုခရစ်တော်နဲ့အကျွမ်းမဲ့ယေရှုခရစ်တော်ထဲနဲ့အကျွမ်းမဲ့ယုံကြည်ကူးစားလာတဲ့အခါမှာသူတို့ရဲ့ပြဿနာတွေအလုံးစုံကသူတို့ထဲကနေထွက်သွားတာဖြစ်တယ်ဟာလေလုယာဆိုတော့ဒီနေ့သင်နှလုံးသားထဲမှာဒီပြဿနာတွေဖက်သွယ်တီးတယ်၊ကင်သွယ်တီးတယ်ဆိုလို့ချင်းဒီနေ့ညမှာပေါ့နော်ခွင့်ပြုလိုက်ပါငါဘဝထဲကနေထွက်လိုက်တော့ငါဘဝထဲကနေဒီနေ့ဆင်းလိုက်တော့ငါမလိုအပ်တော့ဘူးငါခရစ်တော်ကိုပဲဖက်သွယ်လိုက်တော့မယ်ခရစ်တော်နဲ့တာလေအရာရာနော်တတ်နိုင်တဲ့ခရစ်တော်နဲ့ပဲနေ့တိုင်းသွားတော့မယ်ဆိုပြီးမှဆုံးဖြတ်ချက်ချနိုင်တော့ရှုံချစ်သူများဖြစ်ဖို့ရန်အတွက်ဤများလောက်နဲ့ဝေငါတသက်ခံချင်တာဖြစ်ပါတယ်။ကြားနာတဲ့ရုပ်စီတိုင်းပေါ်မှာဖျားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်တို့ worship team များခဏလေးပြန်တက်လာပြီးမှကျွန်တော်တို့အတူတကွဒီကနေ့ကျွန်တော်တို့ရဲ့ဘဝမှာမကောင်းတဲ့အရာတွေမနာလိုဝင်သူမှုရှိတယ်မာနတွေရှိတယ်ကျွန်တော်တို့ရဲ့ဘဝမှာတားဆီးနေတဲ့ကာဆီးနေတဲ့အရာတွေရှိနေတယ်ဆိုလို့ရှိရင်ဒီနေ့ကျွန်မရဲ့ဘဝထဲကနေထွက်လိုက်ပါတင့်ကူငါခွင့်ပြုလိုက်ပါတယ်ကျွန်မရဲ့နှလုံးသားကိုနာကျင်စီတဲ့အရာတွေအားလုံးဒီနေ့ယေရှုနာမအဖြစ်မောင်းထုတ်လိုက်တယ်ခွင့်မလွတ်နိုင်တဲ့အရာတွေကဒီနေ့ငါနဲ့မဆိုင်တော့ဘူးငါစီကနေထွက်သွားပါဆိုပြီးမှမိမိအတ္တတာများကိုစက္ကန့်နိုင်တော့သူများဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့ worship team များအဖြစ်တခြင်းတပုတ်ကိုချီးမွမ်းကိုးကွယ်နေတဲ့အခါမှာကျွန်တော်တို့နှလုံးသားများကိုပြင်ဆင်လက်ကျွန်တော်တို့အတ္တတာအသီးသီးကိုစက္ကပ်ဖို့ရန်အတွက်ခေါ်ဖိတ်ချင်တာဖြစ်ပါတယ်
တော်ဓမ္မမိတ်ဆွေညီကိုမောင်နှမများကျွန်မပြောချင်တယ်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝမှာကျမတို့ကိုတစ္ဆာဖောက်နေတော့လူတွေမြောက်များစွာရှိနေတာဖြစ်တယ်ဒီနေ့တင်ဘလောက်ပဲယုံကြည်နေပြစေတင်ပေါ်မှာတစ္ဆာမရှိဘဲနဲ့တစ္ဆာဖောက်နေတော့သူများရှိနေတာဖြစ်တယ်တို့တော်တဲ့ဒီနေ့သခင်ယေရှုခရစ်တော်ကကျွန်တော်ကျမတို့အားလုံးကိုချစ်တယ်ယေရှုဖြစ်တယ်သူရဲ့နှလုံးသားကိုပိုင်ဆိုင်နိုင်ဖို့ရန်အတွက်ဖခင်တခင်အလိုတော်ရှိတာဖြစ်တယ်ဒီနေ့အိုးကိုရရှင်ကိုပဲဘဝအတက်တာမှာလူအပ်နေတယ်အိုးကျမတို့ကိုဒုက္ခပေးနေကျမတို့ရဲ့မကောင်းတဲ့အကြံစီတွေအားလုံးကိုဒီနေ့မြေမြုပ်ပေးလိုက်ပြီးကိုရောကိုပဲနေရာပေးပါတယ်ကိုရောကိုပဲယုံကြည်ပါတယ်ကိုရောကိုပဲကိုးစားပါတယ်ကိုရောလူတော်တိုင်းပဲအသက်ရှင်ပါတော့မယ်ဆိုပြီးမှကျမတို့အသက်တာများကိုပြလဲပြီးမှကိုရောထမ်းမှာစက္ကန့်နဲ့ကြာရအောင်အိုးဟာလေလုယာဟာလေလုယာအိုးဟာလေလုယာဟာလေလုယာကိုရောဒီနေ့ကိုရောကိုပဲယူကြတာတမန်တော်ဘဝမှာအိုးချီတော့ချတော့ရမြကျမတို့ဘဝတန်တန်ကိုကာစီတော့အရာများနောက်ဆက်တော့အရာများသာစီတော့အရာများအားလုံးကိုဒီနေ့ယေရှုနာမဖြင့်ဖြစ်တော်ပါအိုးကျွန်တော်ကျမတို့ဘဝတဲ့ကနေအော်ဒီနေ့မောင်းထုံးလေးဖယ်ရှာသူတို့ကိုဖွင့်ပြလိုက်ပါမောင်းပြီးတော့အရာများအနာလိုတော့အရာများကိုရရှိဖယားအဖြစ်နဲ့ဆုံးချခြင်းခရတော်သူများကျမတို့ဘဝတဲ့ကနေဖွင့်ပြလိုက်ပါကိုရရှိဖယားဒီနေ့ကိုရောကိုပဲလိုအပ်နေတာကိုရောပဲတောင်းယူပြီးတော့မူပါအိုးဒီနေ့ရောက်ရှိလာအရောက်စီတိုင်းပေါ်မှာအိုးကိုရရှိဖယားထူချစွာနဲ့အိုးနမိတ်လက္ခဏာနဲ့ကိုရောပူဆောင်ပြီးတော့မူပါဟာလေလုယာကိုရောရှင်ကိုပဲမြဲလူတဲ့ကိုရောရှင်ကိုပဲမြဲလူတဲ့ရှိမှချက်တွေ့တဲ့ရောမှချက်တွေ့တဲ့ကိုရောကတောင်းတပါတယ်ရာရာတွေတက်ချီမြောက်ပါတယ်ရာရာတွေတက်ချီမြောက်ပါတယ်ကိုရောချောင်းရောဘုံချီပါတယ်ခံစားချက်တွေ့တဲ့စန္ဒာများစွာတဲ့ကိုရောကချီမြောက်ကိုဝေမဲ့ဆက်ပြီးဝင်ခါရောက်ကိုရောရှင်ကိုပဲကိုရောရှင်ကိုပဲလူတဲ့ကိုရောရှင်ကိုပဲလူတဲ့ရှိမှချက်တွေ့တဲ့မြို့မှချက်တွေ့တဲ့ကိုရောကတောင်းတပါတယ်ရာရာတွေတက်ချီမြောက်ပါတယ်ရာရာတွေတက်ချီမြောက်ပါတယ်ကိုရောချောင်းရဘုံချီပါတယ်ခံစားချက်တွေ့တဲ့စန္ဒာများစွာတဲ့ကိုရောအချီမြောက်ကိုွယ်မဲ့ အဖဖျားသခင်ကိုရောကိုကြည်စုတင်တယ်ဒီချိန်ဒီနာရီအတွက်သာသမီရဲ့ရောက်စီတိုင်းပေါ်မှာကျမ်းမာချင်းကိုရောကိုဝက်ပြုတ်ကိုကိုွယ်နိုင်ဖို့ရအတွက်ဗိမာန်တော်တို့ခေါ်ဖိတ်အရောက်ပူဆောင်တော်ကိုရောရှိရဲ့ချစ်ချင်းမေတ္တာတော်ကိုရှင်းမြောက်ပါ၏ဒီနေ့မှာဗိမာန်တော်ကြွရောက်လာတဲ့ချစ်တော်ညီကိုမောင်နှမတယောက်စီတိုင်းရဲ့အပေါ်မှာဂျာနာရတဲ့နှုတ်ကပတ်တော်တရားတိုင်း
ကိုရောရှင်ကိုပထမနေရာမှာအသက်တာတည်တည်မှာကိုရောရှင်ကိုပထမနေရာမှာထားတတ်သောသူတယောက်စီတိုင်းဖြစ်ဖို့ရာမဆကောင်းချီးပေးသနာတော်မူပါကိုရောကိုကြည်စိုးတဲ့နေမေတ္တာကရုဏာတော်ဒီသာသမီအယောက်စီတိုင်းအတွက်ဆုံးလင်းပြီးဆုံးတဲ့အတွက်ကြောင့်ကိုရောကိုကြည်စိုးတဲ့နေအာမင်ယေရှုနာမ၌တရားနဲ့တရားကောင်းချီးပြီးတော့ဆုတောင်းစကားအနာကြပါမြတ်စွာဘုရားသခင်အာမင်ကျေးဇူးတင်နေ